verb ဖြစ်တဲ့ see နဲ့သူ့ရဲ့ object နောက်မှာ verb base form လိုက်တာနဲ့ verb ing လိုက်တာအဓိပ္ပာယ်ခြားနားချက်ကလေးရှိပါတယ်။ဥပမာ I saw Tom get into his car ဆိုရင်နော်ကျွန်တော်က Tom ကသူ့ကားပေါ်ကိုတက်သွားတာကိုမြင်ခဲ့ရတယ်လို့ဆိုလိုပါတယ်။ဒီဝက်ကြရဲ့သဘောကတော့ Tom ကားပေါ်တက်သွားတာကိုအစဆုံးမြင်ရတဲ့သဘောဆိုလိုတာပါ။ဒီဝက်ကြမှာ verb ဖြစ်တဲ့ saw နဲ့ object Tom ရဲ့နောက်မှာ verb base form get ကိုသုံးထားပါတယ်။အစဆုံးမြင်ရတဲ့သဘောသက်ရောက်ပါတယ်။ဒါမဲ့ I saw Tom waiting for a bus ဆိုရင်တော့ကိုကတနေရာသွားရင်းလာရင်းနဲ့ Tom မှတ်တိုင်မှာဘတ်စကားစောင့်နေတဲ့အနေအထားကိုမြင်ခဲ့ရတဲ့သဘောကိုဆိုလိုတာပါဘတ်စကားလာတာတွေ Tom ဘတ်စကားပေါ်တက်သွားတာတွေဒါတွေကိုမြင်ရတဲ့သဘောမပါပါဘူးတစုံတစ်ခုပြုလုပ်နေစေအနေအထားကိုတွေ့ရတဲ့သဘောအစဆုံးမမြင်ရတဲ့သဘောဆိုလိုတာပါအဓိပ္ပာယ်ခြားနားမှုလေးရှိပါတယ်ဒီနေရာမှာ verb C ရဲ့နေရာမှာ HEAR hear listen to feel smell စတဲ့ verb တွေအစားထိုးသုံးလို့ရပါတယ်ဒီ verb တွေဟာ verb of perception လို့ခေါ်တဲ့အာယုံခံစားမှုဆိုင်ရာ verb တွေဖြစ်နေတာကိုတွေ့ရပါတယ်ဘုဒ္ဓတပြည့်မြတ်ဝေခြင်းဖြစ်ပါတယ် Good luck to you all